အလူပေးခြင်းရင်မစားနိုင်တဲ့လူကိုတွေးဘဝနိုင်တဲ့လူကိုပေးမျိုးတွေကစားနိုင်တဲ့လူတွေခေါ်ပြီးအလကားလောကမလုံးနဲ့အကုသိုလ်ကြီးရှင်းလားစားတဲ့လူကဝေပါဦးမှာသူက6ကငန်းတာအရင်လူကကောင်းတယ်နောက်လူကမကောင်းဘူးနဲ့ရှုပ်ရှက်ကပုံမှာစားနိုင်တဲ့လူတွေကြွေးစားမှာမလို့အလူရက်ကိုကြွယ်မှာသူတို့ကဒီတလုံးကိုရဖို့လွယ်တာမှမဟုတ်ဘူးရှင်းလားဗမာတွေမလူတတ်လို့မွဲနေတာရှင်းလားဒီမှာမိဘပဲကူညီဆောင်ရှောက်ရေးမရှိစင်းရတာထောက်ပံ့ရေးများဘာတစ်ခုသေးမှမရှိဘူးဗုဒ္ဓဘာသာနိုင်ငံနဲ့ရှစ်ဖို့တော့ပေါ့ရှင်းလားဟို AIDS ဖြစ်နေတဲ့လူအနာကြီးယောဂဖြစ်နေတဲ့လူထောက်ပံ့မဲ့လူမရှိဗုဒ္ဓဘာသာတွေမေတ္တာထားလူချင်းထောက်ပံ့လူတွေဂုံလုံးတဲ့လူတွေလုံးဝပါနဲ့အပူလေးကြီးပဲ